2 မိနစ်စာလမ်းလျှောက်ယုံနဲ့အိမ်ပြန်ရောက်မဲ့မိန်းကလေးတယောက်လူမြင်ကွင်းကနေတဲလွန်စားမရှိပျောက်ကွယ်သွားဖို့ဘလို့ဖြစ်ခဲ့တာလဲ2013ခုနှစ်ဇူလိုင်လ17ရက်နေ့ဂျပန်နိုင်ငံချီဘခရိုင်ရဲ့တာယာအေးချမ်းတဲ့နှိလေခင်းတစ်ခုဟာကြောက်မက်ဖွယ်ရာပဟီလီတစ်ခုရဲ့အစဖြစ်လာခဲ့ပါတယ်အဲ့ဒီနေ့က18နှစ်အရွယ်အထက်တန်းကျောင်းသူလေးဆာယာကာဟာကျောင်းမှာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်ခရမ်းချင်သည့်တွေခူးခဲ့ပါတယ်ညနေ3:15မိနစ်ဆာယာကာဟာဟိုနိုဘူဒါယုံဟိုနိုစတေရှင်ကနေထွက်လာတာကိုလုံခြုံရေးကင်မရာမှာနောက်ဆုံးတွေ့ခဲ့ရပါတယ်သူမရဲ့အိမ်ဟာဘူဒါယုံကနေဆိုရင်2 ကီလိုမီတာပဲဝေးပါတယ်ချီလင်လျှောက်ရင်တောင်မိနစ်20ထက်မပိုတဲ့အကွာဝေးပါဒါပေမဲ့သူမဟာအဲ့ဒီလမ်းပေါ်မှာလေထဲကိုအငွေ့ပြန်သွားတယ်လို့ပျောက်ဆုံးသွားခဲ့ပါတယ်ဒီအမှုမှာအထူးဆန်းဆုံးကဘာလဲဆိုတော့သူမပျောက်ဆုံးသွားတဲ့ညမှာမိဘတွေကဖုံးဆက်ပေမဲ့သူမဖုံးမကင်ခဲ့ပါဘူးဒါပေမဲ့နောက်တနေ့မနက်မှာတော့သူမရဲ့မိဘတွေကကျောင်းကိုဖုံးဆက်ပြီးဆာယာကာနေမကောင်းလို့ကျောင်းပြတ်မယ်လို့အကြောင်းကြားခဲ့ပါတယ်အဲ့ဒီအချိန်မှာဆာယာကာကအိမ်မှာရှိမနေပါဘူးမိဘတွေကဘာကြောင့်ဒီလိုလိန်ပြောခဲ့ရတာလဲဒုတိယပိုင်းလေးဆက်ပြီးကြည့်ပေးပါ